စောင်းဝေဆိုင်လေးရဲ့ဒီနေရာလေးကိုမေးထားတဲ့ချစ်ကပ်ကားလေးတို့အတွက်စောင်းဝေရဲ့ဆိုင်နေရာလေးကတော့တရားတွေပြီးတော့နာအစင်းပြီးတရားထိတ်နာရီစင်းကို꿰ပြီးတော့တန်းတန်းလာလို့ရှိရင်မိသားယုံရှိရောက်ပါတယ်မိသားယုံရှိရတယ်ဈေးညာဘက်ကိုပြန်꿰ရင်ဘုံချောင်းရှိရတယ်တန်းတန်းဖြက်လာလို့ရှိရင်စောင်းဝေရဲ့ဆိုင်ရတယ်လှမ်းကြည့်လို့ရှိရင်မိသားယုံရှိလည်းမြင်ရပါတယ်ဈေးကိုလည်းလှမ်းမြင်ရပါတယ်ဘုံချောင်းရှိရဈေးနေရာကိုလည်းလှမ်းမြင်ရပါတယ်ရှင်အိုက်တန်းတန်းလာလို့ရှိရင်စောင်းဝေရဲ့နေရာအိမ်15အိမ်လောက်အကျော်လောက်ကြာလို့ရှိရင်ရောက်ပါတယ်ရှင်ဆိုင်နေရာလေးကတော့ဒီလိုမျိုးလေးဖြစ်ပါတယ်ရှင်စောင်းဝေရဲ့ဆိုင်ကအမှတ်80အရှိလန်းတစ်တန်းလန်းဆိုင်ရည်ရန်လက်ွယ်ရက်ွယ်30မျိုးဖြစ်ပါတယ်ဆိုင်ပေါက်ဝါလေးမှာလည်းစောင်းဝေဆိုတဲ့ဆိုင်းပုံလေးလည်းခြာထားပါတယ်ရှင်ဆိုင်အတွင်းဝင်လိုက်လို့ရှိရင်ခေါင်းဝင်မျိုးစုံလေးတွေလည်းရှိပါတယ်ရှင်ဒီဘက်မှာခေါင်းဝင်မျိုးစုံလည်းရှိပါတယ်ခေါင်းဝင်မျိုးစုံအင်ကြီးလေးတွေလည်းအကုန်ချိတ်ထားပါတယ်ရှင်ရာနာဘူးစေးတွေလည်းအရန်ရောင်းရပါတယ်လူအများကြီးလည်းသုံးကြပါတယ်เนาะရန်လည်းကောင်းတဲ့စေးလေးဖြစ်ပါတယ်မူလလက်ဟောင်းတရုတ်ရာနာလူစေးစေးပြုတ်စီလေးပါเนาะဒီဘက်မှာလည်းခေါင်းဝင်အင်ကြီးတွေရောဘောင်းမီရှည်အင်ကြီးတွေနဲ့လည်းချိတ်ထားပါတယ်ရှင်ဒါလည်းຫນွေစာဝေးအင်ကြီးလေးတွေပါဒါလည်းဘောင်းမီတစ်ထည်ချင်းလေးတွေပါရှင်ဒီမှာအထက်လိုက်ချိတ်ထားပါတယ်เนาะအတွင်းမှာဆိုလို့ရှိရင်လည်းဒီမှာအင်ကြီးလေးတွေချိတ်ထားပါတယ်เนาะအစုံရှိပါတယ်ရှင်ဆိုင်အတွင်းပိုင်းမှာအင်ကြီးလေးတွေလည်းအစုံရှိပါတယ်ရှင်မှာအဝတ်ထည်မျိုးစုံလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်လိုက်ကွင်းပစ္စည်းတွေရောတန်လင်းစီတွေရောဆက်ပြစီကိုလည်းအဝတ်လျှော်တီးတက်ဘက်စုံတီးတက်လက်စေးတီးတက်အိုးတိုက်ပကံစေးဆိုလဲအိုးတိုက်ပကံစေးမှာသုံးတယ်စီကြီးပြောင်တန်ကြီးပြောင်လေးတွေထည့်ပေးထားပါတယ်အဝတ်လျှော်တဲ့ညမှာလည်းအဝတ်ကြီးပြောင်နဲ့ဆက်ပြအတွက်ကိုထည့်သုံးထားပါတယ်ဘက်စုံသုံးအောင်ဆက်ပြစီလေးလည်းမူလအတိုင်း5မျိုးဆက်ပစ္စည်းတွေရေရောစေးတွေမပါပါဘူးရှင်ရဲအကောင်းစားကိုလည်းသုံးထားပါတယ်လိုက်ကွင်းပစ္စည်းမျိုးစုံလည်းရှိပါတယ် S Perfect Serum လည်းရှိပါတယ်လိုက်ကွင်းက Sun Serum လိုက်ကွင်း Foundation နောက်ပြီးတော့နှခမ်းနီမျိုးစုံလည်းရှိပါတယ်ရှင်နှခမ်းနီမျိုးစုံလည်းရှိပါတယ်ရှင်ဒါလိုက်ကွင်းက2 way ပေါင်တာဒါမှတိုနာတို့မျက်နှာသစ်တို့လည်းရှိပါတယ်เนาะ Body Sun Screen လည်းရှိပါတယ်လိုက်ကွင်းရဲ့ခေါင်းလျှော်ရည်တွေပေါင်းစည်းတွေလည်းရှိပါတယ်ရှင်နတ်မျက်စင်းဆေးရလည်းအရန်ကောင်းပါတယ်เนาะမျက်စိခွဲရမယ့်လူတောင်ဒီမျက်စင်းဆေးကိုခတ်လိုက်တော့မျက်စိတွေမခွဲရပါဘူးရှင်ဒိန်တွေလည်းပျောက်သွားပါတယ်ရှင်ဒါကတော့စားလို့လည်းရတယ်လူးလို့လည်းရတယ်သုံးလို့လည်းရတယ်တန်လွင်စီဘူးလေးပါရှင်ဈေးလက်တန်ပါတယ်เนาะ900မီလီယိုမှာ2000ခွဲပဲရှိပါတယ်ရှင်ဒါကတော့ရာနာတနခါသေးပါဒီတနခါလေးကလည်းတော်တော်ကောင်းလို့ရောင်းတာပါရှင်ဒါကတော့ရာနာလူသေးဘူးပါရှင်ဒါကတော့မျက်နှာသေးစကရက်ပါအသားလည်းဖြူပါတယ်ရှင်အရန်လည်းကောင်းပါတယ်ဈေးလေးလည်းတက်တာပါတယ်เนาะ2500ပဲရှိပါတယ်ဒါကဘူးတလက်တနခါဆိုလဲကင်းသိမ်းမကြောက်ဝက်ချန်တွေပျောက်တဲ့အပြင်ရာနာတွေအတွက်လည်းကောင်းပါတယ်ခန္ဓာကိုယ်တစ်ခုလုံးလည်းတိုက်လို့ရပါတယ်မျက်နှာတော့အဓိကထားတပြိမဲ့တစ်ခုလုံးလည်းသုံးလို့ရပါတယ်ရှင်စေးတနခါလေးလို့စေးနဲ့ပတ်သက်တဲ့ဘူးတလက်ဆက်ပြလေးပါเนาะသုံးလို့လည်းအရန်ကောင်းပါတယ်ဒီတိုင်းဘာမှမဖြစ်တဲ့လူတွေသုံးရင်လည်းအသားရည်လည်းချောမပါတယ်ရှင်ဒါကတော့ဘူးတလက်တနခါလေးပါလူကြီးသူမရောလူငယ်တွေရောအရန်ကြိုက်တဲ့ဘူးတလက်တနခါလေးเนาะလူကြီးတွေဆိုလို့ရှိရင်မှုေးနာပဲနှစ်သက်ပြူနံလေးလိုကလမန်းနံလေးလိုနဲ့အရန်ကြိုက်တဲ့အရန်မှုေးတဲ့တနခါကလေးပါရှင်ဒါကတော့ဘူးတလက်ဆက်ပြမင်းမြတ်မော်ကထုတ်လုပ်တဲ့တမာခေါင်းချော်ရည်ဘူးတွေပါရှင်ဘောက်သေးတယ်တန်းနေသေးတယ်ခေါင်းမှာရှိတဲ့ပိုးမွားတွေလည်းအကုန်ကောင်းပါတယ်เนาะခေါင်းချော်ရည်လေးအရန်ကောင်းပါတယ်ရှင်ဒါကတော့မြမအလားခေါင်းချော်ရည်လေးပါကက်မီကယ်လုံးဝကင်းရှင်းတယ်အ ਨੇ အချင်းပဲပါပြီးလုံးမပါသလောက်ကက်မီကယ်နဲထားတဲ့ခေါင်းချော်ရည်လေးပါเนาะအရန်လည်းသုံးလို့ကောင်းပါတယ်ရှင်ခေါင်းကျန်းမာရေးမကောင်းတဲ့ကျမတို့တွေအတွက်လည်းဒီဆက်ပြလေးဒီခေါင်းလျှော်ရည်လေးကိုသုံးရပါတယ်ရှင်ဒီဓမ္မခေါင်းလျှော်ရည်လေးနဲ့ဒါလေးနဲ့ကိုဆက်ပြီးသုံးတာပါရှင်ဒါကတော့ A3 plus နှက်စီလေးပါเนาะဒီနှက်စီလေးကခေါင်းမလျှော်ခင်နိုင်ဝက်လောက်ခေါင်းမှာနှက်ထားပြီးခေါင်းလျှော်လို့ရှိရင်စံသားတွေကျွတ်ထားတွေသပင်ပါတာတွေသပင်ဖြူတာတွေအတွက်အရန်ကောင်းပါတယ်ရှင်ဒါကတော့ hair coat လေးပါရှင်ဒီ3မျိုးတစ်ဆက်လာပါတယ်เนาะဒါလေးကတော့
ဒါကတော့ပန်းရောင်စားပါပန်းရောင်စားရတယ်ကျမကြီးစားလေးပါနော်တွေးတိုးတဲ့လူတွေကစားလို့ရပါတယ်အရှားကျမကြီးတွေလည်းကောင်းပါတယ်ရှင်တနခါတုံးတွေလည်းရောင်းပါတယ်နော်ဒီမှာအဝတ်အထည်တွေလည်းမျိုးစုံရောင်းပါတယ်ရှင်လိုချင်တယ်ဆိုရင်စောင်းဝေရဲ့ဆိုင်လေးကိုကြွားခဲ့ကြပါရှင်